တူဆိုလိုက်ပါရဲ့အခုကတော့အပိုင်းတွေညီမလေးနဲ့အမဆိုတဲ့အပိုင်းတွေလေးခိုင်းမှာပဲဖြစ်ပါရဲ့ let's go ကဲခုလို့ဆိုအငယ်မပြန်ရောက်နေပါပြီငါဈေးလဲဝယ်ပြီးဆိုတော့အိမ်ပြန်တော့မယ်အိမ်မနက်စားနေလားမသိဘူးငါဈေးထွက်တော့ကြာပါပြီပြန်မလာသေးဘူးဆိုတော့မသိပါဘူးပြန်လာတော့ပါပြီနင်မမဖြစ်နေတော့ကြာမိကမိနေငါလည်းအဲ့ကောင်မလေးကနိုင်အောင်မနိုင်ရခဲ့နိုင်အောင်လည်းဒီတော့တမီးပြောကြတယ်။ညီမပြန်ရောက်တော့တာ။တင်းတောင်ဟာမမလာမသိဘူး။မမလာလေးမနေပြန်ရောက်နေတော့တော်သေးပါရဲ့ငယ်မရဲ့ငါနဲ့စိတ်ပူလိုက်တာနင်းလေးတော့ပဲတော့စော်နေတယ်လားဟင်းလေးပါလေးဒီငါကူလို့ပဲမရှိဘူးခုတော့နေစားလို့ပြီလားပြီးမအေးဒါမှပေါ့အဆိုးပဲဟင်းလေးပါချလိုက်ပါမယ်ဟာဖုန်းလေးကြည့်လိုက်ပါမယ်လေငယ်မဖုန်းကြည့်နေတော့ဒီစားနေပြီနော်တော့ပိတ်လိုက်ခဏနေငါမသိနဲ့ခင်းနေတာဘာမှလမ်းပြီနေဖုန်းပိတ်တော့လေးငယ်မနေရလဲဖုန်းမှကြည့်နေထမင်းစားမဲ့ချိန်ရောက်ပြီလေဟုတ်ကဲ့ပါမမငါပေါ်တက်ကိုတက်ပြီးနေစားပြီးတန်ပြီးတော့ကြည့်လာတော့ငါအိမ်ဆောင်ပြီးမမငါ့ကိုပြောမလားမသိဘူးဟဲ့ဒီကောင်မလေးအိမ်ဆောင်ပြီးတဲ့အငယ်မလာခဲ့စမ်းတော်ပြီငါမငါဆူရမယ်ရှင်ဟုတ်မမလာပြီမမနေအိမ်ဆောင်ပြီးတဲ့လို့ပဲပဲလားတမီးလေနေလက်ကိုပိုက်ထားစမ်းဟုတ်ကဲ့မမနေအိမ်ဆောင်ပြအောင်မမဘာလို့လဲပြအောင်မမသွားတာဒီလိုအိမ်ထားလိုက်တပင်းစီးကျင်တော့ရမှာငါတို့လည်းနေတာပဲရှိရအင်းကြောက်ပြီးအောင်လို့ငါရဲ့ခဏစားမယ်ဘာလို့ရဟုတ်ပါအောင်ကောင်းနေဖုန်းလေးကြည့်လိုက်ပါမယ်လေကဲဖုန်းကကြည့်လို့ကောင်းလိုက်တာငါအိမ်စားပြီးပြီမမတမီးအိမ်စားပြီးပြီမမရေအဲ့တော့သမီးတော့စားဟုတ်ကဲ့မမတမီးစားပြီးပြီတမီးစပိန်စီးကျနေဝင်လဲမှာပဲအေးတော့ကျော်လိုက်တာစပိန်စီးရရောမင်းကျော်လိုက်တာယေငါချယ်ရီအိမ်ကိုသွားခုချယ်ရီတို့ရှိကြလားမစော့ပါကျော်မချယ်ရီနေဘာဖြစ်နေရလဲချယ်ရီဟဲ့ငါစိတ်နဲ့တဲနေဘာလို့ငါတို့ရှိမလာတာလဲငါမလာခိုင်းလို့ခဲ့ပြရဝ